မင်္ဂလာပါပူပူပါကျမတို့ရသက်ရောက်သွားပါပြီကဲရသက်လေးကကျမတို့တော့ထိရဲ့နေရာကနာသက်တို့ထသက်တို့နဲ့အတူတူပဲဒါပေမဲ့သူကရှာလိတ်ရမယ်ပေါ့နော်အဲ့တော့ကျမတို့ကြည့်အောင်ရှာထိပ်ဖျားလေးကခုနအခုံးနားမှာပဲသွားပြီးတော့လိတ်ရမှာနော်ဒီတစ်ခါရှာကိုထိပြီးတော့သွားလိတ်မယ်ကဲဟိုးအကောင်နောက်အနောက်ထိရှာကိုလိတ်စရာမလိုဘူးနော်လိတ်အဲ့လိုလိတ်ပြမနဲ့ရှာအခုံးနားလေးပဲထိပြီးတော့လိတ်မယ်ပုံမှာပြထားတဲ့အတိုင်းနော်ကဲအဲ့တော့ရသက်ကိုကြည့်အောင်ကျမတို့နော်အောင်ရင်ထွက်မယ်ပြီးရင်ရသက်လေးရှာသွားလိုက်မယ်ကဲပြီးတော့ရှာသွားလိုက်မယ်al နော်အခုံးလေးနားမှာပဲရှာအောင်လိမ့်နော်ပုံမှာပြထားတဲ့အတိုင်းရှာရဲ့အပေါ်ကရှစ်သွားရဲ့အနောက်ကအခုံးလေးနားမှာပဲရှာအောင်လိမ့်ပါဟိုးနောက်ဒီသားပြော al ဆိုပြီးတော့အတန်ထွက်ရင်ရှာထွက်ခတ်တယ်နော်ပါဇက်ညောင်းတယ်နော်ကဲရသက်ဆို al နော်ကဲရာရသက်ဆိုရင်ကျမတို့သဘောပေါက်ပြီကဲရာပြီးတော့ရှာသွားလိုက်မယ်yal နော် yal နော်ဒါဆိုရင် all ရသက်ဆိုရင် all ပြီးတော့ရှာလိုက်မယ် all နော်ဒါဆိုရင် your ရသက်ဆိုရင် your ပြီးတော့ရှာလိုက်မယ် yol နော်ဒါဆိုရင် o ရသက်ဆိုရင် o ပြီးတော့ကျမတို့ရှာသွားလိုက်မယ် ol နော်ဒါဆိုရင် yo ရသက်ဆိုရင် yo ပြီးတော့ကျမတို့ရှာသွားလိုက်မယ် yol ဒါဆိုရင်ကျမတို့ဒီနဲ့တရနဲ့ပေါင်းတာအတန်ထွက်ပြီးရင်ရှာလိုက်မှာသဘောပေါက်ပြီเนาะသဘောတရားနားလာပြီဆိုတော့ကျမတို့ရှာလိုက်မယ်မပြောတော့ဘူးတလုံးချင်းစီထွက်သွားမယ်ကဲဒါဆိုရင် u ရသက်ဆိုတော့ ul ဒါဆိုရင် u ရသက် yul u ရသက်ဆိုတော့ ul เนาะ i ရသက်ဆိုတော့ il เนาะဆိုတော့ဒီခါပေါင်းစပ်တော့ရရင်လည်းအတန်ထွက်ကြည့်အောင် a ရသက်ဆိုတော့ l ရေရသက်ဆိုရင် yel နော်အေရသက်ဆိုရင် l ဒါဆိုရင်ကျွန်တော်ရေရသက်ဆိုရင် yel ကဝါရသက်ဒါဆိုရင်ဝါပြီးမှရှာလိုက်မယ် wal နော်ဝယ်သုံးလုံးလုံးတူတူပဲဝယ်ပြီးရင်ရှာလိုက်မယ် well နော်ဝါရသက်ဆိုတော့ wall နော်ဝီရသက်ဆိုတော့ will နော်ဦးရသက်ဆို will နော်ဒါဆိုရင်ရသက်ကလွယ်ပါတယ်နော်ကဲအဓိကတတိထားမှာရှာဟိုအကောင်နောက်ထိသွားပြီးမလိမ့်နဲ့ပြင်မနဲ့နော်ရှင်းသားလေးတင်မဲ့လိပ်ပါပေါ့ပါပဲနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီအဘွားစာလမ်းကိုကြည့်အောင်ကျမတို့ကဲစာရသက်ကျမတို့ကဲစာပြီးတော့ရသက်သွားပြရှာလိုက်မယ် 살 နော်နောက်တစ်ခုခါရသက်ရှာလိုက်မယ် 가을 နော်နောက်တစ်ခုတာရသက်ရှာလိုက်မယ် 딸 딸기နော်နောက်တစ်ခုခီပြောရှာလိုက်မယ် 길နောက်တစ်ခုကျွန်တော်ရှီပြောရှာလိုက်မယ် 실နော်နောက်တစ်ခုမာပြောရှာလိုက်မယ် 말နော်နောက်တစ်ခုခပြောရှာလိုက်မယ် 글နောက်ဆုံးတစ်ခုခြာပြောရှာလိုက်မယ် 잘နော်ဒါဆိုရင်ဒါလည်းထွက်တတ်မယ်လို့ထင်တယ်ဒါဆိုရင်ကျမတို့အသက်5နားထောင်ရအောင် 쌀, 가을, 딸기, 길, 실, 말, 글, 잘 ဒီတစ်ခါဆိုတစ်ခါထပ်ပြီးရင်နောက်ကနေလိုက်ပြီးတော့ဆိုပါ 듣고 따라하십시오. 쌀, 가을, 딸기, 길, 실, 말, 글, 잘 ဒီတော့ဆိုရင် rather လည်းထွက်တတ်မယ်လို့ထင်ပါတယ်ကျမတို့နောက်ကျန်တဲ့ဒီမသက်ဘာသက်နှစ်ခုနဲ့ပြန်တွေ့ရအောင်အားလုံးပဲ super ရှိနေတာ